လောကလူတွေဟာသောကဖြစ်เสียရတယ်မဖြစ်ခင်ကလည်းကြိုတင်ပြီးတော့စိတ်သောကဖြစ်ကြတယ်ဖြစ်လာတဲ့အခါမှာလည်းပဲစိတ်သောကနဲ့ထွက်ပေါက်မရအောင်ဖြစ်နေတတ်ကြလူတွေဘာကြောင့်ပူပန်စိတ်တွေဖြစ်နေကြသလဲလို့ဆိုရင်ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့တော့မဲ့အခါမျိုးသို့မဟုတ်ကြုံတွေ့နေတဲ့အခါမျိုးမှာထိုကြုံတွေ့ခြင်းကြောင့်စိတ်သောကဖြစ်ကြတာအဲ့ဒီစိတ်သောကထွက်ပေါက်ရအောင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှာရှင်းလင်းဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်မို့လူတိုင်းဆိုတာသောကနဲ့မကင်းနိုင်ကြဘူး။သောကဖြစ်လာလို့ရှိရင်မြည်တို့မြည်ပုံထိုသောကလွတ်မြောက်အောင်ကြိုးစားအထောက်နိုင်တယ်ဆိုတဲ့နည်းစနစ်ကိုသိရှိနားလည်ထားဖို့လိုတယ်။လူတွေရဲ့စိတ်ဟာစိတ်လှုပ်ရှားမှုရှိတယ်လို့ပူပန်မှုတွေလည်းရှိတတ်တယ်ပေါ့လူတစ်ခုပူမှုရတဲ့ဆယ်ကလေးဆိုတဲ့အဆိုတိုင်းပဲလူတွေဟာစိတ်ပူလောင်မှုနဲ့နေထိုင်ကြတာဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာထိုပူလောင်မှုတွေကိုသက်သာပြီးနောက်ဆုံးမှာလုံးဝကျော်လွှားနိုင်တဲ့အစဉ်မျိုးရောက်သည့်ထိအောင်ဟောကြားဆုံးဝါခဲ့တာထင်ရှားတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာသောကပရိဒေဝနာသမတိကမာယဥပန်သောကစိတ်သောကတွေလွန်မြောက်ဖို့အတွက်စိတ်သောကမထိန်နိုင်လို့မိုးကြွရတဲ့ပင်မဆင်းရဲမှုတွေကိုလွန်မြောက်နိုင်ဖို့အတွက်တခုတည်းသောနိလန်းဆိုတာကိုမြတ်စွာဘုရားတတိပဋ္ဌာန်သုံးမှာဟောကြားထားတာဖြစ်အဲ့ဒီနည်းစနစ်ကိုလိုက်နာကျင့်သုံးခြင်းမပြုနိုင်ဘူးဆိုရင်သောကရဲ့ထွက်ပေါက်ကိုရှာတွေ့ကြမှာမဟုတ်ဘူးဒါကြောင့်လူတိုင်းဟာစိတ်ပူတယ်ဆိုတာရှိတယ်စိတ်ပူတယ်စိုးရိမ်တယ်ဆိုတဲ့သောကဆိုတဲ့တရားဟာဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင်အခြေခံအပြင်ပြောမယ်ဆိုရင်ပေမတောသာယတိသောကောချစ်ခင်မှုကိုအကြောင်းပြုပြီးတော့သောကဆိုတာဖြစ်တယ်ကာမတောသာယတိသောကောလူချင်းစရာအာယုံကိုလူချင်းမှုကိုအကြောင်းပြုပြီးစိတ်သောကဖြစ်တယ်တဏှာယသာယတိသောကောတဏှာကြောင့်လည်းစိတ်သောကဖြစ်တယ်လို့အနိကအကြောင်းတရားတွေကိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တာဖြစ်တယ်လူတွေဟာတွေ့တာမှုမကင်းတာအတွက်စိတ်သောကရောက်ကြတယ်အဲ့ဒီရောက်ရှိလာတဲ့စိတ်သောကကိုမြည်တို့မြည်ပုံဖယ်ရှားပြရမယ်ဆိုတဲ့ဤစနစ်ကိုသိအောင်ကြိုးစားခြင်းဟာတရားကိုကျင့်ခြင်းပဲဖြစ်တယ်တရားကိုကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာမှန်ကန်တဲ့အတွေးနဲ့မှန်ကန်တဲ့စိတ်နဲ့သဘောထားတွေဟာများစွာအထောက်အကူပြုတယ်သောကဆိုတာဖြစ်တဲ့အခါမှာဘာကြောင့်ဖြစ်တုံးဆိုလို့ရှိရင်ဗျာတနာတရား၅ပါးဆိုတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော့မဲ့အနေထားကြုံမှာကိုကြောက်ရွံ့ပြီးတော့လဲသောကဖြစ်တယ်မကြုံသေးခင်ကြုံမှာတွေးပြီးတော့လဲစိတ်ပူတတ်တယ်ကြုံနေတဲ့အခါမှာလည်းပဲစိတ်ပူတတ်တယ်ကြုံပြီးသွားတဲ့နောက်မှာလည်းပဲစိတ်ပူလောင်တတ်တယ်ပေါ့အဲ့ဒီစိတ်ပူမှုသောကတွေဟာဆင်ញင်တုံတရားနဲ့ဖယ်ရှားပြစ်လို့လည်းရနိုင်တယ်ပေါ့မြတ်စွာဘုရားမပွင့်ခင်ကပညာရှိသူတော်ကောင်းတွေဟာသောကကိုဖယ်ရှားတဲ့နည်းနဲ့ရှင်တဲ့ပူလောင်မှုတွေကိုရှင်းပြနိုင်ခဲ့ကြတယ်သို့တော့တခဏမြတာသောကကိုရှင်းနိုင်ကြတော့လေထာဝရစိတ်ထဲကနေရှင်းထုတ်နိုင်ခြင်းမရှိဘူးထာဝရရှင်းထုတ်နိုင်တဲ့ဤစနစ်ကိုမြတ်စွာဘုရားပွင့်မှသာဟောကြားဆုံးမှသိရတာဖြစ်တယ်ပေါ့ပညာရှိသူတော်ကောင်းတွေဟာသောကဖြစ်เสียနဲ့ကြုံလာလို့ရှိရင်မှန်ကန်တဲ့အတွေးနဲ့စဉ်းစားဆင်ခြင်ပြီးသောကကိုရှင်းကြတာဖြစ်တယ်အထူးသဖြင့်သောကဖြစ်တယ်ဆိုတာဗျာဒနာတရားနဲ့ကြုံတွေ့တော့မယ်ဆိုတဲ့အချိန်ခါရဲ့
ပြဿနာတရားနဲ့ကြုံတွေ့နေပြီဆိုတဲ့အခါမှာရဲ့စိတ်သောကဖြစ်ကြစိတ်ပူလောင်မှုတွေဆိုရင်စိတ်တွေဖြစ်ကြအဲ့တော့ပြဿနာတရား၅ပါးဆိုတာဘာကိုပြောတာလဲပြဿနာဆိုတာပျက်စီးဆုံးရှုံးခြင်းပျက်စီးဆုံးရှုံးမှုဆိုတာနံပါတ်1ကညာတိပြဿနာမိမိအာကိုမြတ်လို့ရတဲ့ဆွေတွေမျိုးတွေတဲကပျက်စီးဆုံးရှုံးသွားမှုညာတိပြဿနာဆွေတွေမျိုးတွေပျက်စီးဆုံးရှုံးမှုဒီလိုဆွေမျိုးသားချင်းတွေပျက်စီးဆုံးရှုံးမှုများဟာလောကမှာရှိတဲ့လူတိုင်းကြုံရမယ့်အနေအထားတစ်ခုပဲရှိထို့သောကြုံလာပြီဆိုလို့ရှိရင်စိတ်သောကကိုထိန်းချုပ်နိုင်ဖို့အမှန်တမ်းအရေးကြီးဒီရသော်ဗျာမပွင့်ခင်မှာဆိုရင်တော့စိတ်သောကကိုထိန်းချုပ်တာဟာမှန်ကန်တဲ့အတွေးနဲ့ထိန်းချုပ်လို့ရသော်ဗျာကိုရောတိုင်းဒီပင်လေညာတိပြဿနာဆိုတာနဲ့ကြုံတွေ့ခဲ့ရဘူးလေပေါ့မဟာနာမင်းကြီးရဲ့သမီးကနေမွေးဖွားတဲ့ကောသလမင်းကြီးနဲ့ဝါသဝခတ္တိယတို့ကမွေးဖွားလာတဲ့ဝိတ္တုပမင်းသားဆိုတာရှိဝိတ္တုပမင်းသားဟာကောတာတက္ကတိုင်းကပိလဝကိုသွားရောက်လဲပတ်တဲ့အချိန်မှာသူ့ပေါ်မှာဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးတော့မကျေမနပ်ဖြစ်လာသူရဲ့မကျေမနပ်ရန်ညှိုးဟာဘုဒ္ဓမကြီးမားလို့အာဂဝေမင်းနေရန်ရှာပြီးမျိုးတုံးအောင်တပ်ပစ်ဖို့စိတ်ထဲမှာဆွဲနေတဲ့ပုဂ္ဂိုလ်တူရသော်ဗျာလည်းတက်တော်80အရွယ်ရောက်ပြီးကောသလမင်းကြီးလည်းတက်တော်80အရွယ်ရောက်တဲ့အချိန်မေရာလုပဆိုတဲ့ဏိကုံးမှာရသော်ဗျာတရင်သုံးနေတဲ့အချိန်ကောသလမင်းကြီးလာရောက်တွေ့ဆုံပြီးဖျားနဲ့စကားပြောနေတော့ဒီကကာလဆိုတဲ့စစ်သူကြီးကဥဆောင်ပြီးတော့ဘုရင်ကြီးကိုအာဏာသိမ်းလိုက်တယ်ပေါ့အဲ့ဒီခေတ်အာဏာသိမ်းပြီးမင်းသားဝိတ္တုပကိုနမ်းမြောက်လိုက်တယ်အဲ့ဒီအချိန်မှာဝိတ္တုပသူ့ရဲ့ရန်ညှိုးတွေကလစားခြေဖို့အာယုရမင်းတွေကိုမျိုးတုံတပ်ဖြတ်မှုလုပ်ဖို့ကြိုးစားလာအဲ့ဒီလိုကြိုးစားတဲ့အခါမြတ်စွာဘုရားကနှစ်ကြိမ်တိုင်ကြွပြီးတော့ပရိယေနဲ့မြတ်စွာဘုရားဆွေတွေမျိုးတွေကာကွယ်ပေးတော်မူခဲ့သို့တော့တာဂွေမင်းသားတွေတာဂွေလူမျိုးတွေကလည်းတစ်ချိန်တော့ကစုပေါင်းပြီးတော့မကောင်းမှုအကုသိုလ်တွေလုပ်ခဲ့တာဖြစ်တယ်အဲ့ဒီအကုသိုလ်ကံရဲ့အကျိုးကိုတော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းတားဖို့မဖြစ်နိုင်ဘူးဒါကြောင့်မြတ်စွာဘုရားဥပိ္ပခာရှုလိုက်ဒီချိန်မှာဝိတ္တုပဆိုတဲ့ကောသလမင်းဟာတာဂဝေတို့ရဲ့တက္ကတိုင်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးတော့တာဂဝေနေမျိုးတုံးအောင်တပ်ပစ်ခဲ့တယ်မြတ်စွာဘုရားတက်တော်ရှင်ရှားရှိနေတဲ့အချိန်တာဂဝေမင်းနေများပြားလာတဲ့တာဂဝေမင်းနေဟာဝိတ္တုပရဲ့ကျူးကျော်စစ်မှာတပ်ပွဲအသက်ခံရတာဖြစ်တယ်အဲ့ဒီလိုအသက်ခံရတာဟာတာမန်ပုဂ္ဂိုလ်တွေဆိုရင်ညာတိပြဿနာလို့ခေါ်တယ်ဆွေတွေမျိုးတွေရဲ့ပျက်စီးမှုနဲ့ကြုံတဲ့အခါစိတ်သောကတွေဖြစ်ကြမြတ်စွာဘုရားသခင်ကိုရမြတ်ကတော့ဓမ္မတန်ဝေကလို့ခေါ်လောကကြီးရဲ့သဘာဝကိုဆင်ញင်သင်စားပြီးသင်္ခါရတွေပေါ်မှာရှေ့ရွံ့ခြင်းလို့ဆိုတဲ့ပတ္တပအတိဉာဏ်ဖြင့်စဉ်းစားဆင်ခြင်ပြီးတော့လောကရဲ့သဘာဝကိုဆင်ခြင်စဉ်းစားပြီးတန်ဝေကဖြစ်တော်မူတာလားရှိတယ်။တောကဆိုတာမဖြစ်ခဲ့ဘူးပေါ့။လောကလူတွေဟာဆွေနဲ့မျိုးနဲ့နေကြတာဖြစ်တော့မိမိတို့ရဲ့ဆွေမျိုးမိဘအတိုင်းဝိုင်းမှာပျက်စီးဆုံးရှုံးမှုနဲ့ကြုံပြီးဆိုလို့ရှိရင်တောကဖြစ်လာကြ။တောကကိုမထိန်နိုင်တဲ့အခါမှာပရိဒေဝဆိုတဲ့ငိုယုံမှုတွေဖြစ်ကြတာ။ဒါကညာတိပြဿနာနဲ့ဆုံတဲ့အခါတောကဖြစ်တယ်။နောက်တစ်ခါဘောကပြဿနာ
ကိုရှာဝေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဟာမီလောင်လို့ပါသွားတာတို့ရေမျောလို့ပါသွားတာတို့မင်းဆိုရာဇာတွေကသိမ်းယူလိုက်တာတို့သခိုးဓမြကလူရဲ့တိုက်ခိုက်သွားတာတို့အမွေခံသားဆိုသမီးဆိုတွေကသုံးဖြုံးပြစ်လို့ကုန်သွားတာတို့အဲ့ဒီလိုမောခဗျာဒနာလို့ခေါ်တယ်ကိုရှာဝေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေကုန်းကောက်เสียမရှိတော့အောင်ပျက်စီးမှုနဲ့ကြုံပြီဆိုလို့ရှိရင်လူတွေဟာစိတ်ပူကြတောကဖြစ်ကြပစ္စည်းပျက်ကုံဆုံးခြင်းပျက်ဆုံးခြင်းအတွက်တောကတွေဖြစ်ကြတယ်အဲ့ဒီတောကဟာလေလူတွေကိုနှိပ်စက်နေတဲ့အရာဖြစ်လို့ဆင်ញင်တုံတရားဖြစ်ကျော်လွှားဖို့ကြိုးစားမှာဖြစ်တယ်ရသော်ဘုရားရဲ့အဆုံးအမတိုင်းဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတတိပဌာန်ကျင့်စဉ်ကိုကျင့်ပြီးတော့ကျော်လွှားနိုင်မယ်ဆိုရင်တော့တောကလုံးဝလွန်မြောက်သည့်အထိအောင်ကျော်လွှားနိုင်တဲ့အနေအထားမျိုးရတယ်။ဆင်ញင်တုံတရားဖြင့်ကျော်လွှားခြင်းဟာတည်ငါတခဏအားဖြင့်သာလျှင်ကျော်လွှားနိုင်တာဖြစ်တယ်ပေါ့။ဟောနောက်တစ်ခုကရောဂဗျာဒနာကိုယ်ကိုစဉ်းစားကြည့်ယောဂဝေဒနာတွေဖြစ်လာပြီဆိုရင်လူတွေဟာစိတ်ပူကြတယ်တောကဖြစ်ကြတယ်မိမိရဲ့မိသားစုတွေကယောဂဖြစ်တာပဲဖြစ်စေမိမိကိုယ်တိုင်ယောဂဝေဒနာဖြစ်တာပဲဖြစ်စေအားလုံးဟာစိတ်ပူတယ်ဆိုတဲ့တောကခံစားကြရတယ်အဲဒီလိုခံစားလာရတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမမှန်ကန်တဲ့အတွေ့အကြုံဖြင့်တောကကိုလျှော့ချလို့ရနိုင်တယ်တောကကိုလျှော့ချဖို့ဤစနစ်တွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်ပေါ့အေးမြတ်စွာဘုရားဟောကြားတဲ့တတိပဌာန်မဲ့ခင်၈ပါးအကျင့်တရားဝိပဿနာတရားကိုကြိုးစားအထောက်ပြီးတော့ဟောရောက်အောင်မြင်သွားမယ်ဆိုရင်တော့ရင်ထဲကတောကကိုလုံးဝဖယ်ရှားပြစ်နိုင်မှာဖြစ်တယ်တောကဆိုတာစူးကြောင်ကြီးပမာရင်ထဲမှာစူးဝင်နေတဲ့မချိတဲ့ခံစားချက်မျိုးဆိုလို့ပေါ့လောကကြီးမှာဒီတယ်မကလူတွေဟာတောကဖြစ်ကြတာတွေအများကြီးပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်ဘာသာနဲ့ပြီးဟိုဆရာတော်ကြီးတစ်ပါးရေးထားတဲ့စာအုပ်ကစိတ်ဝင်စားစရာသူစာအုပ်ရဲ့နာမည်က Why Worry မင်းဘာဖြစ်လို့စိတ်ပူနေတာလဲဘာကြောင့်စိတ်ပူခြင်းရဲ့အကြောင်းဆိုတာရေးထားရင်ဟာစိတ်မပူအောင်ဖြေပြောင်းနည်းတွေကိုရှင်းလင်းဖော်ပြထားတာရှိတယ်ရသော်ဘုရားရဲ့အဆုံးအမထဲမှာ worry လို့ခေါ်တဲ့စိတ်ပူလောင်မှုတွေစိတ်သောကတွေဖယ်ရှားနိုင်တဲ့နည်းစနစ်တွေဟောကြားထားလို့လောကကြီးမှာစိတ်မပူတဲ့လူမျိုးဆိုတာလည်းမရှိဘူးစိတ်မပူတဲ့လူဆိုတာလည်းမရှိဘူးစိတ်ပူစရာမရှိတဲ့ဘဝဆိုတာလည်းမရှိဘူးဒါကြောင့်မလို့ဒီစိတ်ပူစရာတွေကထွက်ပေါက်ဆိုတာကျွတ်တင်ပြီးတော့စဉ်းစားဆင်ခြင်ပြီးစိတ်ပူမှုတွေကိုလျှော့ချဖယ်ရှားပြဖို့ဟာအရေးကြီးတယ်ဒါကြောင့်မို့စိတ်သောကဖယ်ရှားခြင်းဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေမှာထင်ထင်ရှားရှားဟောကြားဆုံးမထားတာရှိပေါ့အဲ့ဒီဟောကြားဆုံးမထားတာတွေကိုနှလုံးသွင်းဆင်ခြင်ခြင်းဖြင့်စိတ်သောကလျှော့ချနိုင်ကြတယ်နောက်ဗျာဒနာတရားနှစ်ခုကတော့ဘာလို့ဆိုရင်သီလဗျာဒနာနဲ့ဒိဋ္ဌိဗျာဒနာကိုจิตသီလပြက်ပြားသွားတာဟာလည်းစိတ်ပူစရာကောင်းတယ်ဒိဋ္ဌိဗျာဒနာအမြင်တွေပျက်စီးသွားတာမှန်ကန်တဲ့အမြင်တွေပျက်စီးသွားပြီးအယူဝါဒဖောက်ပြန်သွားတာလည်းစိတ်ပူစရာကောင်းသို့သောတမ္မာပုထုဇဉ်ပုဂ္ဂိုလ်တွေဟာကိုချင်းသီလပြက်ပြားခြင်းကြောင့်စိတ်ပူတဲ့သူမရှိသလောက်ရှားတယ်အမြင်ဖောက်ပြန်သွားခြင်းကြောင့်မှားယွင်းတဲ့အမြင်ကိုလက်ခံမိခြင်းကြောင့်စိတ်ပူသွားတဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိသလောက်ရှားကြတယ်။ညာတော်အဖြစ်တာမန်ပုဂ္ဂိုလ်တွေစိတ်ပူနေကြတယ်ဆိုတာဟာညာတိဗျာဒနာဆွေမျိုးတို့ရဲ့ပျက်စီးမှုဘောဂဗျာဒနာမိမိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတို့ရဲ့ပျက်စီးဆုံးရှုံးမှုရောဂဗျာဒနာယောဂဝေဒနာဖြစ်လို့ပျက်စီးဆုံးရှုံးမှုလို့ဆိုတယ်ဒီသုံးမျိုးကိုတော့လူတွေဟာရှုကြုံမရအောင်ပူလုံးနေဖြစ်ကြပေါ့အဲ့ဒါလည်းပဲစဉ်းစားဆင်ခြင်ဉာဏ်တရားဖြင့်ဖ
ဖယ်ရှားပြလို့ရစဉ်းစားရမယ်အချက်တစ်ခုကတော့ညာတိပြဒနာနဲ့ကြုံတွေ့လို့လဲအပင်ငရဲကိုမကြနိုင်ဘူးဘောဂပြဒနာကြုံတွေ့ခြင်းကြောင့်လဲအပင်ငရဲမရောက်ဘူးရောဂပြဒနာကြုံတွေ့ခြင်းကြောင့်လဲအပင်ငရဲကိုမရောက်ဘူးသို့တော့သီလပြဒနာကြဒီဘဝမှာမသိတာတော့လည်းပဲဤဘဝဤချမ်းမဲမှာဒုက္ခတိအပယ်ဆင်းရဲကိုခံရမှာသိချတယ်ပေါ့ဒိဋ္ဌိပြဒနာဆိုတာတန်တရားထဲမှာတဝဲလဲလဲနဲ့ဆင်းရဲဒုက္ခတွေကြုံမှုအတွက်သိချဒါကြောင့်သီလပြဒနာဒိဋ္ဌိပြဒနာဟာတဘဝသာဒုက္ခပေးမှာမဟုတ်ဘဲနဲ့ဘဝဆက်တိုင်းဆက်တိုင်းဒုက္ခပေးတဲ့ပျက်စီးမှုဖြစ်သည့်အတွက်ကြောင့်သီလပြဒနာနဲ့ဒိဋ္ဌိပြဒနာဆိုတဲ့နှစ်ခုကိုတော့အရေးကြီးမဖြစ်အောင်ထိမ့်သိမ်းဆော့ဆော့ကြဖြစ်တယ်။အေးပေါ့ယာတိပြဒနာဆိုတာလဲရှောင်လွှဲလို့မရဘူး။ဘောဂပြဒနာဆိုတာလဲရှောင်လွှဲလို့မရဘူး။ရောဂပြဒနာဆိုတာလဲရှောင်လွှဲလို့မရဘူး။ရှောင်လွှဲလို့မရလို့ကြုံတွေ့လာလို့ရှိရင်လေသူတို့ဒီပြဒနာတရား၃ပါးဟာဒီဘဝမှာသာဒုက္ခပေးနိုင်တာဖြစ်တယ်။ဒါကြောင့်မို့ဆင်ញဉဏ်ဖြင့်မိမိရဲ့စိတ်သောကပဲရှာစိတ်သောကဆိုဒီမှာဒေါမနတလို့ခေါ်တဲ့စိတ်ရဲ့ခံစားမှုတစ်မျိုးပဲဖြစ်တယ်။အဲဒီစိတ်ရဲ့ခံစားမှုဆိုတဲ့ဒေါမနတဝေဒနာဟာဒေါသဆိုတဲ့တရားနဲ့ရှင်တွဲပြီးတော့ဖြစ်လာတယ်။ဒေါသဆိုတဲ့တရားနဲ့ရှင်တွဲဖြစ်လာတဲ့စိတ်ခံစားမှုဟာလူတွေကိုရှင်ထဲမှာပူလောင်နှိမ့်ဆက်တတ်တဲ့သဘောတရားရှိတယ်ပေါ့အဲ့တော့ရှေးကပညာရှိတွေဟာဘောဂပြဒနာနဲ့ကြုံတွေ့တာတို့ယာတိပြဒနာနဲ့ကြုံတွေ့တာတို့ရောဂပြဒနာနဲ့ကြုံတွေ့တာတို့အဲ့ဒါလိုကြုံတွေ့လာပြီဆိုလို့ရှိရင်တော့မှန်ကန်တဲ့အတွေးတွေးတော်ဆင်ញင်သုံးသပ်ခြင်းဖြင့်ဒီတောကစိတ်တောကလျှော့ကြကြဖြစ်တယ်တောကဆိုတာလူတွေကိုယူတတ်သွားစေနိုင်လောက်အောင်ပြင်းထန်တယ်ပဒါစာရီရဲ့တောကဟာအယူတယ်မဘဝကိုရောက်သွားစေတယ်ဒီတောကပဒါစာရီအယူတယ်မဘဝရောက်တယ်လို့ပဲကိတာဂေါရမီရဲ့သားပေါ်သားကလေးတည်ဆုံးသွားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့တောကဟာလည်းပဲယူတဲ့ဘဝကိုရောက်သွားတာဖြစ်တယ်ဒါကြောင့်မို့လို့တောကကြောင့်ဖြစ်လာတဲ့အယူအနှံဘဝတောကကိုမထိန်နိုင်ဘူးဆိုရင်အယူဘဝမှာဆက်လက်ပြီးတော့နေဖြစ်သွားနိုင်တယ်ပဒါစာရီဆိုတာအလုံးကြောင်းဥရတဲ့အတိုင်းစင်စရဲရဲတောနဲ့ထဲမှာအားကိုရမဲ့ကိုယ့်ရဲ့ခင်မွန်းတွေကလည်းသိဆုံးတယ်မွေကြိုက်လို့သေးတာသားလေးနှစ်ယောက်ကိုလဲဆွဲပြီးလာရင်ချောင်းတစ်ခုကိုဖြတ်ကူးတဲ့အခါမှာသားငယ်လေးကိုဟိုဘက်ပို့သားကြီးလေးကိုပြန်ခေါ်ဖို့အလားမှာသားငယ်ကလေးကိုစွန့်ချီသွားတယ်သားအကြီးကသူ့ခေါ်တဲ့မှတ်ပြီးရေထဲဆင်းလာမိခင်လှုပ်တဲ့ပုဂ္ဂိုလ်ကရေလေကောင်ကနေပြီးတော့စုံကိုလှမ်းអော်ပြီးလက်ခုပ်တီးခြောက်ထားကိုသားအကြီးကသူ့ခေါ်တဲ့ထင်ပြီးရေထဲဆင်းတဲ့အခါအရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ချောင်းရည်ကတိုင်မျောသွားလို့သူဟာတူရီဖြစ်သွားလမ်းမှာလည်းပဲအားကိုးရတဲ့ခင်မွန်းယောက်ျားလူမမေသားငယ်လေးနှစ်ဦး၃ယောက်ဆုံးရှုံးသွားတဲ့အခါမှာသူ့မှာဖြေစရာလေးကြံသေးတယ်အိမ်မှာအမေရှိတယ်အဖေရှိတယ်မောင်ရှိတယ်အဲ့ဒီအမေအဖေမောင်လေးနဲ့တွေ့ဖို့ကြိုးစားပြီးလာလိုက်တဲ့အခါမှာသူလမ်းမှာကြုံတွေ့ခဲ့တဲ့အင်တန်ကြီးမားတဲ့မိုးမုန်တိုင်းကြီးကလေမုန်တိုင်းတိုက်ခြင်းမိုးတွေရွာချခြင်းဆိုတာကြောင့်သူ့ရဲ့မိဘနှစ်ပါးနဲ့ပေါင်းလေးဟာအိမ်ပြိုကျပြီးတော့သေဆုံးသွားကြတယ်ဆိုတဲ့သတင်းကိုကြားလိုက်တဲ့အချိန်မှာသူ့မှာယူကျုံမရစိတ်သောကဖြစ်ပြီးအယူတဲ့ဘဝကိုရောက်သွားခဲ့တာဖြစ်တယ်။မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မှသောကကိုဖြေဖို့နိလန်းကိုမြတ်စွာဘုရားကဟောကြားဆုံးမလိုက်မှသူဟာ
မိမိရဲ့စိတ်မူရင်းစိတ်ကိုပြန်လေးရရှိပြီးနောက်ဆုံးမှာတော့ယဟန္တာမကြီးဘဝကိုရောက်ရှိသွားခဲ့တယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားနဲ့တွေ့လို့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုအပြည့်အဝရတဲ့အခါမှာစိတ်သောကတွေကိုဖယ်ရှားနိုင်ကြဒီကနေ့ခေတ်မှာထိုကဲ့သို့သောကဖြစ်เสียတွေကျုံလာပြီဆိုရင်တို့တွေရောဘယ်လိုစဉ်းစားကြမလဲญาတိပြဿနာနဲ့ကျုံရင်ဘောဂပြဿနာနဲ့ကျုံရင်ရောဂပြဿနာနဲ့ကျုံမယ်ဆိုရင်တို့တွေရောဘယ်လိုသောကကိုဖယ်ရှားပြစ်ကြမလဲဘယ်လိုတားဆီးကြမလဲဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကိုနာခံမှတ်သားပြီးတော့မိမိတို့ဘဝမှာလက်တွေ့ကျင့်သုံးနိုင်အောင်မှတ်သားထားပြီးဆင်ခြင်သုံးသပ်တတ်ဖို့လိုအပ်တယ်ပေါ့950ဇတ်ထဲမှာမဏိကုန္ဒလဇတ်ဆိုတာရှိတယ်အဲ့ဒီမဏိကုန္ဒလဇတ်350ဇတ်မြောက်အဲ့ဒီမဏိကုန္ဒလဇတ်သောကကိုဘယ်လိုထိန်းနေဆိုတာသောကကိုဘယ်လိုဖယ်ရှားတယ်ဆိုတဲ့ဤစနစ်ကိုရှင်းပြထားတာဖြစ်လို့မှတ်သားထိုက်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့အဲ့ဒီတော့ကသောကကိုဖြည့်ရှင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာနန်းကျဘယင်ဘဝရောက်သွားတော့လည်းပဲစိတ်သောကမဖြစ်တဲ့ဗာရဏသီမင်းရဲ့နှလုံးသွင်းကိုဘုန်းကြီးတို့တွေမှတ်သားထားကြအောင်ဖြစ်တယ်ကာတိတိုင်းနဲ့ကောသလတိုင်းဆိုတာဆက်ဆက်ပြီးတော့နေတယ်ဒီကနေ့ခေတ်မှာလည်းပဲကာတိလို့ပဲခေါ်တယ်ဗာရဏသီဆိုတဲ့နာမည်ကလည်းဒီကနေ့ခေတ်အိန္ဒိယမှာဗာရဏစီလို့ပဲခေါ်တယ်အဲ့ဒီမှာကာတိတိုင်းကကောသလမင်းကောသလတိုင်းကဗာရဏသီကဖြမတမင်းဗာရဏသီမင်းအဲ့ဒီယမယံခါကောသလမင်းကအနိုင်ရပြီးတော့လူရဲ့တိုက်ခိုက်တတ်တယ်ယမယံခါကျတော့ကောသလမင်းကာတိမင်းကအနိုင်ရပြီးလူရဲ့တိုက်ခိုက်တတ်တယ်ပြန်နှံဖြစ်တတ်အားကြီးတဲ့လူကအနိုင်ရအဲ့ဒီတိုင်းပြည်နှစ်ပြည်ဟာအနိကရှိသည့်အတွက်ကြောင့်ယမယံခါစစ်ဖြစ်နေရှိကြဒီတစ်ချိန်မှာတော့ကောသလမင်းကကာတိကဗာရဏသီမင်းကိုစစ်ချေညာပြီးတော့ဗာရဏသီမင်းကိုဖမ်းလိုက်တယ်တိုင်းပြည်ကိုသိမ်းပြီးတော့ဗာရဏသီမင်းပိုင်ဆိုင်တာတွေအကုန်လုံးရယူသိမ်းပိုက်ပြီးတော့သူဟာဗာရဏသီဘုရင်မင်းကိုနန်းချချုပ်နှောင်ပြီးတော့နန်းချဘုရင်အဖြစ်ချုပ်နှောင်ထားတယ်အဲ့ဒီချိန်မှာစဉ်းစားကြည့်ဒီဗာရဏသီမင်းဟာစီးစိမ်ဥစ္စာတွေအားလုံးလူရက်ခံရရုံကသူ့ဘက်ကဆွေတွေမျိုးတွေဖမ်းခံရလို့တပ်ဖြတ်ခံရရုံမြမကသူကိုယ်တိုင်လဲနန်းကျဘုရင်ဘဝနဲ့ထောင်နှန်းဆန်နေရတဲ့အနေအထားမျိုးရောက်ဘယ်လောက်ပဲစိတ်သောကဖြစ်မလဲဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီစိတ်သောကဖြစ်လာတာသူဟာစိတ်ပူစရာကောင်းတဲ့သောကဖြစ်เสียကောင်းတဲ့အခြေအနေဇိုးကြီးထဲမှာသောကမဖြစ်အောင်ဘယ်ပုံထိန်းသိမ်းခဲ့တယ်သောကကိုဘယ်လိုဖယ်ရှားပြီးတော့စိတ်နှလုံးအေးချမ်းစွာနေနိုင်တယ်ဆိုတာကိုမှတ်တမ်းတင်ထားပြီးသင်ခန်းစာယူဖို့ဟောကြားဆုံးမထားတဲ့စာတကဇလန်တစ်ခုကဖြစ်တယ်အဲ့ဒါလိုဗာရဏသီမင်းကြီးဟာနန်းကြဘုရင်ဘဝရောက်ပြီးတော့ဒီထောင်နှန်းဆန်းနေရတဲ့အချိန်မှာသူဆုံးရှုံးနေနာခဲ့တာတွေအတွက်စိတ်ထဲမှာကြံတွေးမနေတော့ပဲနဲ့သူဟာသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးထောင်ထဲမှာနေရတော့လည်းပဲသမထကျင့်စဉ်နဲ့ဆံရသည့်ထိအောင်သူဟာတရားဓမ္မနှလုံးသွင်းပြီးတော့နေလိုက်တာအဲ့ဒါနဲ့ထောင်ထဲနေရတယ်ဆိုတဲ့ကြက်တဲမှုစီးတဲ့ဥစ္စာတွေပျက်စီးဆုံးရှုံးသွားတယ်ဆိုတဲ့အပေါ်မှာတွေးတောပူပန်မှုတခုမှမရှိတော့ဘဲနဲ့သူဟာစိတ်နှလုံးအေးချမ်းစွာဘာတစ်ခုမှမပူဘဲနဲ့ကြည်ကြည်လင်းလင်းဝမ်းပန်းတတာ
တာမန်နေချအတိုင်းစိတ်ပြက်လက်ပြက်မရှိဘဲနဲ့နေနိုင်တယ်အဲ့ဒါလို့နေနိုင်တာနဲ့ပတ်သက်ပြီးတော့ရန်သူဖြစ်တဲ့ကောသလမင်းကသူထောင်သွင်းအကျဉ်းချထားတဲ့ဗာရတတိမင်းရဲ့မျက်နှာအသွင်ကိုကြည့်ပြီးတဲ့အခါမှာဒီလောက်တောင်စစ်လဲရှုံးတယ်ပစ္စည်းဥစ္စာတွေလည်းသိမ်းခံရတယ်သူ့ဘက်သားတွေလည်းအသက်ခံလဲရတယ်သူကိုယ်တိုင်လည်းနန်းကြဘရင်မွားနဲ့ထောင်နှန်းဆန်းနေရတယ်ဒါပေမဲ့သူဟာအပြုံးမပြတ်ပဲစိတ်သောကဖယ်ရှားထားနိုင်တာဘာကြောင့်လဲဆိုသူသိချင်အဲ့ဒါလို့ချီးမားတဲ့ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတော်လည်းပဲဗာရဏသီမင်းကြီးဟာသူဟာစိတ်သောကဘယ်လိုအတွေးနဲ့ဖယ်ရှားသလဲဆိုတာသူကပြန်ပြောပြတာရှိအဲ့ဒီပြန်ပြောပြတာလေးကိုသင်ခန်းစာအဖြစ်မှတ်ယူထားပြီးတော့စဉ်းစားဆင်ခြင်တတ်ဖို့မြတ်စွာဘုရားကအဲ့ဒီဇာတကစရိုဒီထဲမှာဇာတကဝတ္ထုတွေထဲမှာဗာရဏသီမင်းကြီးရဲ့စိတ်သောကဖယ်ရှားတဲ့နည်းစနစ်ကိုဟောကြားထားခဲ့တာဖြစ်တယ်ပေါ့သူဟောကြားမြတ်စွာဘုရားဟောကြားတဲ့အတိုင်းဗာရဏသီမင်းဟာဘယ်လိုတွေးတောဆင်ခြင်ခဲ့သလဲဗာရဏသီမင်းကြီးရဲ့အပြုံးမပြတ်နေနိုင်တာနဲ့ပတ်သက်ပြီးပထမကောသလမင်းကမေးမြန်းနေသူမေးတဲ့မေးခွန်းကဘာလို့ဆိုရင်စီနောပထပ္ပံမဏိကုန္ဒလံသအေးဗာရဏသီမင်းကြီးဟာသူပိုင်ဆိုင်တဲ့မြေယထာတွေသူပိုင်ဆိုင်တဲ့အရာတွေတန်ဖိုးရှိတဲ့ဗရမ ्या နှရောင်းတွေသူ့ရဲ့ပိုင်ဆိုင်မဲ့ယရနာတွေအားလုံးဟာသူအသိခံလိုက်ရတော့ဆုံးရှုံးသွားပြီတိုင်းပြည်ကြီးလည်းဆုံးရှုံးသွားပြီအားလုံးရန်သူလက်ထဲမှာသူဟာဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံသွားရတယ်ဥဒ္ဒေသဓာရေသတထေဝစီနောသားတွေနော်ကျင်ရာတွေအားလုံးဟာသူဟာဆုံးရှုံးသွားတယ်အားလုံးဟာအဖမ်းခံလိုက်ရတယ်အားလုံးဟာဒုက္ခရောက်ပြီးသားတဲ့ကွယ်မရတဲ့ကွယ်ဆိုတာဖြစ်သွားတယ်အဘေတုဘောဂေတုအတေတကေတုသူပိုင်ဆိုင်တာမှန်သမျှဘာတစ်ခုမှမကြံအကုန်လုံးကောသလမင်းကသိမ်းယူလိုက်တာဖြစ်တယ်သူ့မှာလက်ဖွားခြေဖွားပဲကြံတော့အဲ့ဒါလို့ရှိသမျှပစ္စည်းတွေအကုန်လုံးအသိမ်းခံလိုက်ရတယ်အဲ့ဒါလို့အသိမ်းခံလိုက်ရလို့ပျက်စီးမှုတွေများစွာကြုံပြီးလူကိုယ်တိုင်ထောင်နှန်းဆန်းနေရတဲ့အချိန်မှာကတ္တမနတန္တပတိတောကကလေးတကယ်ကိုစိတ်ပူစရာကောင်းတဲ့အချိန်တောကပြန်ဖြစ်เสียအချိန်မှာဘာဖြစ်လို့စိတ်ထဲမှာမပူဘဲနဲ့အပြုံးမပြတ်နေနိုင်တာလဲလို့ကောသလမင်းကကာတိဘုရင်ကြီးကိုမေးတဲ့အခါမှာဗာရဏသီကာတိဘုရင်ကြီးကဘလို့ဖြေတုံးဆိုသူ့အတွေးလေးဓမ္မမှတ်သားစရာကောင်းသူကဘလို့စဉ်းစားတော့လို့ဆိုတော့ပုပ္ပေဝမစ္ဆဝိသဟန္တိဘောဂဘယ်သူပဲဖြစ်ဖြစ်ကိုပိုင်ဆိုင်တာတွေရှိတယ်အိမ်ယာရွှေငွေရတနာကိုပိုင်ဆိုင်တဲ့ပစ္စည်းအဲ့ဒီပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာဒီပိုင်ဆိုင်သူကိုမသေးခင်ဆုံးခွာသွားတာတွေလည်းရှိတယ်ဒါကဘာလို့ဆိုရင်ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေအသိခံလိုက်ရတာတို့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေမီးထဲပါသွားတာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေရေထဲမှာပျက်စီးသွားတခိုးရမြလူရက်ခံလိုက်ရတာတို့အဲ့ဒါမျိုးဟာပုပ္ပေဝမစ္ဆဝိဇဟန္တိဘောကစီးစိမ်ဥစ္စာတွေကရင်လေအရင်လူကိုဆုံးခွာသွားကြပြီကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေအလုံးဟာကိုယ့်ကိုဆုံးခွာသွားကြတယ်မစ္ဆောဝါတေပုဗ္ဗတရံဇဟန္တိသို့မဟုတ်ပစ္စည်းဥစ္စာတွေကိုလူကရင်လည်းဆုံးခွာသွားတယ်
တချို့ဆိုလို့ရှိရင်ဓမ္မချမ်းသာတော့လည်းပဲအစည်းရင်ဖြစ်ပြီးတော့မိသားစုဆုံးရှုံးသွားကြသိဆုံးသွားကြအဲ့ဒါကြတော့သူချမ်းသာတဲ့များတွေသူဒီတိုင်းထားပြီးတော့ဘဝကိုအဆုံးသတ်သွားတာအဲ့ဒါမစ္ဆောဝတိပုပ္ပတရံဇဟန္တိဆိုလိုတဲ့အဓိပ္ပာယ်ကပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်လူနဲ့ပစ္စည်းဟာဒီနှမျိုးကလွဲပြီးတော့ဘယ်တော့မှအိုးစားကွဲမှမရှိဘူးအိုးစားကွဲတာဒီနှမျိုးနဲ့ပဲအိုးစားကွဲသွားဘယ်သူပဲဖြစ်ဖြစ်တနေ့ကြာလို့ရှိရင်နော်ပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဆိုပြီးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လူတိုင်းဟာနော်ဒီနည်းနဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးကြဖြစ်တယ်ပေါ့လူကတော့လဲပစ္စည်းဥစ္စာကိုစွန့်ပစ္စည်းဥစ္စာကိုတော့လဲလူကိုစွန့်ပြီးတော့ကွဲကွာသွားတဲ့မြေပဲဖြစ်တယ်ဆိုတဲ့လောကသဘာဝကိုစဉ်းစားကြည့်ရအဲ့တော့ပစ္စည်းပိုင်ရှင်တဲ့ပုဂ္ဂိုလ်ကလည်းပဲထာဝရမဟုတ်ဘူးသူပိုင်တဲ့ပစ္စည်းတွေကလည်းထာဝရမဟုတ်ဘူးတခဏမျှတာဆိုင်တယ်လို့ပြောရတာတွေဖြစ်တယ်အချိန်မရွေးဒီပစ္စည်းတွေကိုထားပြီးသွားရမယ်သို့မဟုတ်ပစ္စည်းတွေကတော့လည်းကိုယ်ကိုခွဲသွားနိုင်တယ်ဆိုတဲ့သဘောတရားကိုစိတ်ကိုဆင်ញင်သုံးသပ်ကြည့်အတ္တတတာဘောခိနောကာမကံလိုချင်စရာတွေကိုလိုချင်တတ်တဲ့တမန်ပုဂ္ဂိုလ်တွေဟာဘယ်ရာပဲဖြစ်ဖြစ်စီးစိမ်ဥစ္စာတွေဟာလူကလည်းမမြဲဘူးကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကလည်းမမြဲဘူးပစ္စည်းပိုင်ဆိုင်သူကလည်းထာဝရမဟုတ်ဘူးဒါကြောင့်မို့လို့ဘယ်လိုပဲဖြစ်ဖြစ်တနေ့တစ်ချိန်ကြလို့ရှိရင်ကိုပစ္စည်းတွေကလည်းကိုနဲ့ခွဲသွားမယ်ကိုကတော့လည်းပစ္စည်းတွေထားပြီးထွက်သွားမယ်ဆိုတဲ့အနေအထားမျိုးတစ်ခုဟာဧကံဒိဋ္ဌမြေကြီးလက်ခတ်မလွယ်ကြုံရရမှာပဲဆိုတဲ့အတွေးဟာမှန်ကန်တဲ့အတွေးတစ်ခုပဲဖြစ်တယ်အဲ့ဒီအတွေးနဲ့တောကကိုဖယ်ရှားလို့ရတယ်လို့ဒီလိုဆိုလို့နော်တတ္တမနသောစာမဟံတောကကာလိဒီသဘောတွေကိုအပြန်လှန်နှစ်ဖူးလက်တဲ့ဆင်ញင်သုံးသပ်ထားသည့်အတွက်ကြောင့်သူဟာတောကမဖြစ်ဘူးတဲ့ပစ္စည်းဥစ္စာကတော့လည်းငါ့ကိုစွန့်မယ်ငါကတော့လည်းပစ္စည်းဥစ္စာကိုစွန့်သွားရမယ်ငါနဲ့ပစ္စည်းဆိုတာတခုမှမြဲတာမရှိဘူးလို့ဒီအမှန်တရားကိုဆင်ញင်သုံးသပ်ခြင်းဖြင့်နှလုံးသွင်းဆင်ញင်ထားခြင်းဖြင့်တောကသူကကြိုတင်ပြီးတော့မဖြစ်အောင်ဟန်တာပယ်ရှားထားနိုင်တယ်ဒါလွယ်လေးနော်လွယ်လေးစဉ်းစားတတ်ဖို့အဲ့ဒါလိုလွယ်လေးစဉ်းစားထားတဲ့အတွက်ကြောင့်ဘလောက်ပဲဒုက္ခရောက်ဘလောက်ပဲဆုံးရှုံးနေတာမှုတွေနဲ့ကြုံလောကရဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာစိုးရိမ်တောကကိုရင်ထဲကဖယ်ရှားပြစ်နိုင်ခဲ့တယ်ဒီလိုဆိုတာပေါ့နော်အာဩဝေယဗာရဏသီကာတိမင်းကြီးဟာသူ့ရင်ထဲမှာရောက်နေတဲ့တောကသူကိုယ်တိုင်နန်းကြဘရင်ဘဝရောက်သွားပြီးပျက်စီးဆုံးရှုံးမှုတွေကြီးကျယ်ကြုံရတော့လည်းပဲစိတ်အေးလက်အေးထောင်ထဲမှာနေနိုင်တာဟာဒီအတွေးတွေကြောင့်မှန်ကန်တဲ့အမြင်တွေကြောင့်နေနိုင်တာဖြစ်တယ်လို့သူ့ကိုဖန်ဆီးထားတဲ့ကောသလမင်းကြီးကိုရှင်းပြခဲ့တာဒါဟာလက်တွေ့အားဖြင့်ဘုန်းကြီးတို့တွေလည်းဆင်ញင်သုံးသပ်ပြီးတော့သင်ခန်းစာယူရမယ်အတွေးမှန်ပဲဖြစ်တယ်ပေါ့သူစဉ်းစားပုံလေးတစ်ခုဆက်ပြီးတော့ပြောတယ်နော်လောကကြီးကပဲရာမမမြဲဘူးဆိုတာနဲ့ပတ်သက်ပြီးတော့သူဆက်ပြီးတော့ဘယ်လိုပြောတော့ဆိုဥဒေတိအာပူရတိဝေတိစာစံတော်အထံတပိတဝါနပလေတိသူရိယလူတိုင်းတွေ့နေကြတာပဲကောင်းကင်ကလာပြီချိန်မှတက်ထွန်းလာတဲ့လာပြီဝန်းကြီးနေ့စဉ်နဲ့အမျှနန်းတဲ့ပိုင်းမှာထွက်ပေါ်လာတဲ့နေဘယ်အရာဟာထာဝရရှိတယ်လဲဆိုစဉ်းစားကြည့်နေဟာထွက်လာပြီးတဲ့အခါမှာအနောက်တောင်ဆုံးကိုဝင်ရောက်ပြီးတော့ပျောက်ကွယ်သွားတာပဲ
လောကကြီးကိုအလင်းပေးနေတဲ့နေမင်းကြီးဟာလည်းပဲပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဆိုတဲ့လောကရဲ့သဘာဝကိုမလွန်ဆန်ဘူးလာပြီးနေမှာထွက်ပေါ်လာတဲ့လာပြီးဝန်းကြီးဟာလည်းပဲထွက်လာတဲ့အချိန်ကနေစပြီးတဖြည်းဖြည်းနောက်ဆုံးမှာပျောက်ကွယ်သွားတာပဲဆိုလိုတာကသင်္ခါရတရားဆိုတာဘယ်ရာမှမမြဲဘူးဖြစ်လာပြီးရင်ပျက်စီးခြင်းနဲ့ဆုံးသတ်တယ်နေဟာထွက်လာခြင်းဝင်ခြင်းမှာပဲဆုံးသတ်မယ်လဟာလည်းပေါ်ထွက်လာပြီးတဲ့နောက်ပျောက်ကွယ်သွားခြင်းမှာပဲဆုံးသတ်တယ်ဆိုတဲ့ဒီအတွေးမျိုးလေးတွေးပေးတာနော်ဝိထိတာမယတတ္တုကလောကတာသူပြောပြတာသူကိုဖန်ဆီးချုံနှောင်ထားတဲ့မင်းကိုသူပြောတာငါဟာလောကကြီးရဲ့သဘာဝကိုသိထားတယ်လောကကြီးရဲ့သဘာဝကိုငါသိထားလောကကြီးဆိုတာဘယ်အရာမှမတည်မြဲဘူးဖြစ်လာပြီးရင်အပြည့်ဆိုတာရင်ဆိုင်ရမှာဖြစ်တယ်ဆိုရက်လောကကြီးရဲ့သဘောကိုငါသိထားပြီးဖြစ်တယ်တတ္တမဟာနာသောစာမိတောကကဒါကြောင့်မို့တောကဖြစ်เสียအချိန်နဲ့ကြုံတော်လည်းပဲငါဟာတောကလုံးဝမဖြစ်ဘူးလို့ရဲရဲဝံ့ဝံ့ဖြေဆိုနိုင်ခဲ့တာပဲဖြစ်တယ်အေးရာထူးအာဏာစည်းစိမ်ဥစ္စာတွေကိုလူယူပြီးတော့ပိုင်ဆိုင်တဲ့ဘုရင်ကြီးကိုထောင်သွင်းအကျဉ်းချထားတဲ့ကောသလမင်းကြီးဟာကာတိမင်းဗာရဏသီမင်းရှင်းပြတဲ့စကားကိုကြားရတဲ့အခါမှာသူဟာသူ့အမားကိုဝန်ချတောင်းပန်ပြီးတော့ဗာရဏသီမင်းကြီးကိုပြန်ပြီးတော့သူ့စည်းစိမ်ဥစ္စာတွေကိုပြန်လီအနှင်းပေးတယ်လို့ဒီထဲမှာဆိုထားတယ်အဲ့ဒီမှာဗာရဏသီမင်းကြီးကကာတိဘုရင်နဲ့ပတ်သက်ပြီးတော့ကောသလမင်းနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒဆက်ပြီးတော့ပေးတယ်လောကမှာအုပ်ချုပ်တဲ့ခေါင်းဆောင်ပုဂ္ဂိုလ်မင်းဆိုရာဇာဆိုတာဟာဒီစဉ်စဉ်ဆဆလုံးသိနေဆိုတာကိုပြောဘာကြောင့်ကောသလမင်းကကတိတိုင်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ရတယ်လေလို့ဆိုလို့ရှိရင်ဗာရဏသီမင်းရဲ့အမှုတန်းအမတ်တယောက်ဟာဗာရဏသီမင်းကြီးရဲ့နန်းတွင်းမှာမဟုတ်တာလုပ်သည့်အတွက်ကြောင့်ဟောက်ပြန်မှုတွေကြောင့်ဗာရဏသီမင်းကြီးကသူ့ကိုယာဓုချပြီးတော့ယာဓုဖြုတ်ပစ်လိုက်တာကိုအညှိုးထားပြီးကောသလမင်းထံဝင်ရောက်ခစားပြီးဗာရဏသီမင်းကိုတိုက်ခိုက်လူမင်းကိုနမ်းချပြီးတော့သိမ့်ပိုက်ဖို့သွေးဆောင်ဖြားရောက်ပြီးသူကဥဆောင်ပြီးတော့လှုပ်ခဲ့တာဖြစ်တယ်ဗာရဏသီမင်းကြီးရဲ့အကျိုးအကြောင်းတွေကိုအလုံးသိတယ်ဗာရဏသီရဲ့ရှိုးဝဲချက်တွေအလုံးသိတယ်သူကဥဆောင်ပြီးတော့စစ်ပွဲကိုဆင်နွှဲပြီးဗာရဏသီမင်းကိုအကျဉ်းသားအဖြစ်ကိုပို့ပေးခဲ့တာဟာအဲ့ဒီရံဘက်လှုပ်တဲ့အမတ်ဆိုးကြောင့်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီလိုစိတ်တွေသဘောထားတွေမှန်ကန်ပြီးတော့မြင့်မြတ်တဲ့ဗာရဏသီမင်းကိုသူဟာနမ်းချခဲ့တာမှားယွင်းတယ်လို့ဆိုပြီးသူ့ကိုယ်သူပြန်လေတောင်းပန်ပြီးတော့ထီနန်းကိုပြန်အပ်ပိုင်ဆိုင်သမျှကိုပြန်လီရခင်တိုင်းပေးခဲ့တာဖြစ်အဲ့ဒီအချိန်မှာမင်းနှစ်ပါးဟာသစ္စာဂရိပြုပြီးတော့ဗာရဏသီမင်းကြီးကပညာရှိပိပိတတကောသလမင်းကိုသူကဆုံးမဩဝါဒပေးတယ်အဲ့ဒီဆုံးမဩဝါဒပေးတာဟာလောကလူသားတွေအလွှာအလုံးအတွက်ပေးတဲ့ဆုံးမမှုမျိုးပဲဖြစ်တယ်အဲ့ဒီဆုံးမဩဝါဒတွေကဘာတွေတော့ဆိုသူဆုံးမပုံလေးကကြည့်နော်အလတောဂိဟိကာမဘောဂိနတာရုအရာတိထောင်လူပေါ်မှာနေတဲ့ပုဂ္ဂိုလ်တွေဟာအလုတ်ကင်မလုတ်ချင်ဘူးပြင်းနေဆိုရင်မကောင်းဘူးဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ဟာမပြင်းရဘူးကြိုးစားအထောက်ရမယ်40နဲ့အမြအလုတ်လုပ်ရမယ်ကြိုးစားအထောက်တဲ့နဲ့လုံလဝိရိယရှိရမှာဖြစ်တယ်
အတ္တညတောပပစ္စည်းတောနတာတုမိသားစုဘဝကိုဆုံးလွတ်ပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေကိုရှင်းထုတ်ဖို့ကြိုးစားနေတဲ့သူတော်စင်သူတော်မြတ်ဒီပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုမရှိရင်မကောင်းဘူးလို့ဆိုလိုတာကလူဆိုတာအလုပ်ကြိုးစားရမှာဖြစ်တယ်ယဟန်ဆိုတာဟာစောင့်စည်းရမှာဖြစ်တယ်အပြောဆိုနဲ့ပတ်သက်လာရင်လည်းစောင့်စည်းရမယ်အပြုအမူနဲ့ပတ်သက်ပြီးတော့လည်းစောင့်စည်းမှုရှိရမယ်ယဟန်ပြီးပြီးသားစောင့်ဆောင်စည်းစည်းသိက္ခာနဲ့နေထိုင်ရမယ်လို့ဒီလိုဆိုလို့တယ်နောက်တစ်ခုကတော့ရာသာနတ္တာဓုအနိတ္တမကာရီတိုက်ပြည်အုပ်ချုပ်တဲ့မင်းဆိုတာဟာမစင်မစားမလုပ်သင့်ဘူးဘယ်လုပ်ပဲလုပ်လို့ဆင်ញင်စဉ်းစားပြီးတော့မှလုပ်သင့်တယ်မဆင်ញင်လုပ်လို့ရှိရင်အလုပ်ကိစ္စတွေဟာမှားယွင်းသွားနိုင်တယ်ပေါ့ဒါကြောင့်မို့မစင်မကျင်မလုပ်သင့်ဘူးလို့ဒီလိုဆိုယောပဏိတောကောရနောနတ္တာဓုတောနတ္တာဓုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာထိကနေရှိစိတ်ဆိုးတတ်ရင်မကောင်းဘူးတဲ့ဒေါသအမျက်မထွက်ရဘူးဒါကြောင့်မို့ပညာရှိအမျက်အပြင်းမထွက်ရဘူးလို့ဆိုလို့စိတ်မဆိုးရဘူးအဲ့တော့အလွာအသီးသီးကိုဆုံးမတဲ့စကားတာမန်မိသားစုဘဝမှာနေတဲ့လူတွေဟာမပြင်းရဘူးကြိုးစားအထောက်ရမယ်ယဟန်ဘဝရောက်ရှိနေကြတဲ့ယတိယဟန်ဘဝမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုရှိရမယ်စောင့်စည်းမှုရှိရမယ်တိုက်ပြည်အုပ်ချုပ်တဲ့မင်းတွေဟာမလုပ်လို့အမတ်တမဲ့မဆုံးဖြတ်ဖဲနဲ့တည်တည်ချာချာလေးလာစူးစမ်းဆင်ခြင်ပြီးတော့မှလုပ်တဲ့နေပညာရှိဖြစ်လို့ရှိရင်ထိကနေရှိစိတ်ဆိုးတာမျိုးမဖြစ်စေရဘူးလို့ဒီလိုဆုံးမဩဝါဒပေးပြီးတဲ့အခါမှာကောသလမင်းကြီးကိုထပ်ပြီးတော့တတိပေးတဲ့စကားကဘာတော့လို့ဆိုလို့ရှိရင်နိတ္တမခတ္တိယောဂိရာတိုက်ပြည်အုပ်ချုပ်တဲ့မင်းဆိုတာဘယ်တော့ပဲဖြစ်ဖြစ်အရာခတ်သိမ်းကိုကိုယ်တိုင်စူးစမ်းလေ့လာပြီးတော့မှဆုံးဖြတ်ရမယ်လုပ်ရမယ်တစ်ဖက်သားပြောတာနဲ့ထားမလုပ်ရဘူးအားလုံးဟာလောကမှာဘုရင်ကိုခေါင်းဆောင်တူကိုကပ်ပြီးတော့ဒီအခွင့်အရေးယူတဲ့ပုံကိုယ်တွေကအများကြီးရှိတယ်သူတို့ပြောစကားနဲ့လက်ခံပြီးတော့မဆုံးဖြတ်ရဘူးမိမိကိုယ်တိုင်ဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်နိတ္တမခတ္တိယောဂိရာတိုက်ပြည်အုပ်ချုပ်တဲ့မင်းဟာဘယ်အလုပ်ကိုလုပ်လို့တည်တည်ချာချာစစ်ဆေးဆုံးဖြတ်ပြီးမှလုပ်တဲ့နေလုပ်ရမှာဖြစ်တယ်နာနိတ္တမထိတံပတိဘယ်တော့မှမစင်စားမဆင်ញင်မဲနဲ့အစောတလဲအမိတ်ချမှတ်တာမျိုးလုပ်ကံဆောင်ရတာမျိုးမလုပ်သင့်ဘူးတဲ့နိတ္တမကာရိနောရာဇယတောကိဋ္တိသဝတ္တိဘယ်ကိစ္စပဲဖြစ်ဖြစ်ဆင်ခြင်တုံတရားနဲ့ပြောရင်လည်းလက်လွတ်စပယ်မပြောဘူးလုပ်ရင်လည်းလက်လွတ်စပယ်မလုပ်ဘူးအလုံးတည်တည်ချာချာစိတ်စိတ်ဆက်ဆက်ပြောရင်လည်းပြောသင့်မှပြောတယ်လုပ်ရင်လည်းလုပ်သင့်မှလုပ်တယ်အတိညာနဲ့ဆင်ခြင်သုံးသပ်ပြီးမှလုပ်တဲ့ပုဂ္ဂိုလ်ဟာအချမ်းရံစည်းစိမ်ခုံသတင်းတွေဟာတိုးတက်လာနိုင်ပါတယ်ဒီဘဝတွေမဲ့ကြီးပွားတိုးတက်နိုင်ပါတယ်လို့သူ့ကိုဖမ်းဆီးပြီးထောင်သွင်းချတဲ့ရန်သူမင်းကိုဗာရဏသီမင်းကြီးကအခုလိုဆုံးမဩဝါဒပေးခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါဟာလောကမှာလိုက်နာကျင့်သုံးရမယ်ဒီသင်္ကန်းစာတစ်ခုပဲဖြစ်တယ်ဒီဇလန်းကိုမြတ်စွာဘုရားဟောပြီးတဲ့အခါမှာဗာရဏသီမင်းကိုနန်းချကျူးကျော်တိုက်ခိုက်ခဲ့တဲ့ကောသလမင်းဟာတခြားပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ညီတော်အာနန္ဒာတစ်ချိန်တုန်းကညီတော်အာနန္ဒာအလောင်းပဲဖြစ်ခဲ့တယ်စဉ်းစားဆင်ခြင်ဉာဏ်ဖြင့်တောကကိုဖယ်ရှားနိုင်တဲ့အပြုံးမပြတ်နေနိုင်တဲ့ပါရဏသီမင်းကြီးကတော့မြတ်စွာဘုရား
အလောင်းတော်ပဲဖြစ်တယ်လို့ဇတ်တော်ကိုဒီလိုပေါင်းပြီးတော့မြတ်စွာဘုရားဟောကြားဆုံးပါတယ်ဘဝဆိုတာစဉ်းစားကြည့်ဘဝဆိုတာတဦးနဲ့တဦးဟာအပြန်အလှန်ယမယံခါယန္တုဖြစ်လိုက်ယံခါမယံခါမိတ်ဆွေဖြစ်လိုက်ယမယံခါသားအဖဖြစ်လိုက်ယမယံခါအမေနဲ့သမီးဖြစ်လို့ဖြစ်အဲ့ဒါလို့ဘဝဆိုတာတန်တရားထဲမှာကျင်လဲနေကြတာဖြစ်တယ်ပေါ့ကျင်လဲနေကြတာဖြစ်သည့်အတွက်ကြောင့်တူသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာနဲ့အေးဒီဘဝမှာငါတို့ဟာရန်သူဆိုတာဖြစ်နေပြီမဲ့တစ်ချိန်လုံးကမိသားစုမှာဖြစ်ချင်ဖြစ်ခဲ့မှာဖြစ်တယ်အမှန်တန်ရှိလျားတဲ့ဘဝခရီးမှာမိမိဖို့မိခင်မဖြစ်ဘူးတဲ့အမျိုးသမီးဖခင်မဖြစ်ဘူးတဲ့အမျိုးသားညီကိုမောင်နှမမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးလို့သူတို့ဆိုဒါကြောင့်မို့ဘုသူ့ပေါ်မှာမုန်းတီးခြင်းဆိုတဲ့စိတ်တွေမထားပဲမေတ္တာသက်ဝင်ချစ်ခင်လို့တူပေါ်မှာတူမေတ္တာထားပြီးဆက်ဆံနိုင်ကြမယ်ဆိုလို့ရှိရင်လောကကြီးဟာငြိမ်းချမ်းသွားမှသာဖြစ်တယ်။အေးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍာမှာစိတ်သောကဆိုတာများဖြစ်လာခဲ့လို့ရှိရင်အခုလိုမှန်ကန်တဲ့စဉ်းစားမှုတွေနဲ့စဉ်းစားကြရမှာဖြစ်တယ်ပစ္စည်းဥစ္စာဆုံးရှုံးလို့ကြုံလာတဲ့အခါမျိုးမှာဆိုရင်အေးလောကကြီးတဲ့သဘာဝဟာမမြဲဘူးပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဒီနှမျိုးဟာတစ်မျိုးမျိုးပဲဖြစ်လာမှာပဲဖြစ်တယ်ကောင်းကင်ကနေဘင်းကြီးဟာလဲပေါ်ထွက်လာပြီးရင်ပျောက်ကွယ်သွားရတာပဲလာမင်းကြီးဟာလဲပေါ်ထွက်လာပြီးတော့ပျောက်ကွယ်သွားရတာပဲလောကရဲ့သဘာဝဟာဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့လောကသဘာဝအတိုင်းဒါတွေကိုလိုက်ပြီးတော့စိတ်သောကရောက်နေလို့ရှိရင်တို့တွေပါပူလို့ဆုံးနိုင်မှာမဟုတ်ဘူးစိတ်သောကရောက်เสียမဟုတ်ဘူးလို့မှန်ကန်တဲ့အတွေးတွေတွေးပြီးဆင်ញင်သုံးသပ်ခြင်းဖြင့်သောကကိုဖယ်ရှားပြနိုင်တာဖြစ်ပါလိမ့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာပူလောင်တဲ့သောကဒီနည်းဖြင့်လျှော့ချနိုင်ပြီးနောက်ဆုံးသောကလွန်မြောက်နိုင်တဲ့ဤစနစ်ကတော့တတိပဒံကျင့်စဉ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံအားထုတ်ခြင်းသာဖြစ်တယ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ရှင်တွဲမှာရှိတဲ့သောကကိုနိဗ္ဗာန်ကိုအာရုံပြုပြီးတော့မတရားနဲ့လုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဘယ်လိုအခက်ခဲနဲ့ကြုံဘယ်လိုဆုံးရှုံးမှုတွေနဲ့ကြုံသောကဆိုတာဘယ်တော့မှမဖြစ်တော့ဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေအတိုင်းတို့တွေဟာသောကကိုအမြင့်ပြတ်သည့်ထိအောင်ဝိပဿနာကျင့်စဉ်ကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ဖယ်ရှားကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ယူပဝင်းငွေလာမင်းနဲ့ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိပြည့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြတ်ခြင်းသာသာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဘုံလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူဝဲအကျုံပူပွင့်ကြကုန်သည်ဖြစ်ပေဒ
သူကံကလေးအောင်လေးတဲ့ရောရှက်တင်ပြပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း